မင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာကျတော့တစ်ဖက်သူနဲ့ကိုနေကဘာကြောင့်အဆက်တွေပြတ်သွားတာလဲသူနဲ့ပြန်ပြီးတော့အဆက်တွေရမလားဘာတွေဆက်ဖြစ်မလဲဆိုတာကို quality reading လေးကြည့်ပေးသွားမှာဖြစ်ပါတယ်တစ်ဖက်သူနဲ့အဆက်တွေပြတ်သွားရဲ့အဓိကအကြောင်းရင်းကကျတော့နှစ်ယောက်ကြားမှာစကားလွဲမှားမှုတွေနဲ့ရှင်းလင်းမှုတွေမရှိရကြောင်းဖြစ်တယ်။နှစ်ယောက်ကြားထဲမှာစိတ်ခံစားမှုမတူညီတာတွေအမြင်ကွာခြားမှုတွေဖြစ်ခဲ့နိုင်တယ်။တစ်ဖက်သူကဒါကိုအုံနောက်နဲ့တေချာစဉ်းစားပြီးတော့မှသူ့ဘက်ကပြတ်သားဖို့ဆုံးဖြတ်ခဲ့တာမျိုးဖြစ်နိုင်တယ်။ဒီ reading လေးကတင်းနဲ့ energy ကိုက်ညီရဆိုလို့ရှိရင်ဒီ tarot reading video လေးကိုအဆုံးထိဆက်ကြည့်လို့ရပါပြီ။အဲဆိုတော့အတူတူဆက်ပြီးတော့ကြည့်ရမှာကသူနဲ့အဆက်အသွယ်ပြန်ရမလားဘာဆက်ဖြစ်မလဲဆိုတာလေးကြည့်ပေးသွားမှာဖြစ်ပါတယ်။တင်တို့နှစ်ယောက်ကြားမှာဆက်သွယ်ပြန်ရမလားဆိုလို့ရှိရင်ဒီနှစ်ယောက်ကြားမှာစကားလွဲမှားမှုတွေသဘောထားမတိုက်ဆိုင်တွေကအဆက်အသွယ်ကိုအခက်အခဲဖြစ်စေတယ်။သူကပဲဆက်သွယ်ရာကိုစောင့်နေလားဒါမှမဟုတ်လေတင်ကလည်းသူပြန်ဆက်သွယ်ရာကိုစောင့်နေတတ်တယ်ဒါမှမဟုတ်ရှင်လည်းသူ့ကိုဆက်သွယ်လို့မရအောင်လုပ်ထားတာမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့သူ့ဘက်ကတင်ကိုတင်ဂယူဆိုင်ချင်တာထောက်ပံ့ပေးချင်တာတင်ကိုသူကသူ့ဘက်ကိုလည်းနားလဲစေချင်တာမျိုးရှိရဲ့ဒါပေမဲ့ဒီအခက်ခဲတွေကိုဖြေရှင်းမှုဆိုရှင်စိတ်ရှည်မှုလိုအပ်တယ်သူနဲ့ကအချိန်ယူပြီးတော့မှတေချာညှိနှိုင်းမှုပြုလုပ်ရမယ်နှစ်ယောက်ကြားထဲမှာမာနတွေမထားဘဲနဲ့တရားနဲ့တရားအလျှော့ပေးပြီးတော့မှပွင့်နေညှိနှိုင်းမယ်ဆိုလို့ရှိရင်ပိုအဆင်ပြေနိုင်တယ်။ Oracle လေးတွေမှာပြောထားတာကတင်တဲ့သူတွေကသဘောထားလွဲမှားမှုတွေရှိရဲ့နားလည်မှုလွဲရာတွေရှိခဲ့တယ်။အဲ့ဒါတွေကိုဘယ်လိုမျိုးပြန်ဖြေရှင်းရမလဲဆိုတော့တင်သားမှုရှင်တစ်ဖက်သူစီမှာ family issue ရှိတတ်တယ်မိသားစုနဲ့ပတ်သက်ပြီးတော့မှစိတ်ထိခိုက်ခြင်းဖြစ်တတ်တယ်အဲ့ဒါတွေကပဲဒီတင်တို့ရဲ့အခြေရေးကိုတွားပြီးတော့ထိခိုက်စေအဲ့ဒီမိသားစုအတွင်းထဲမှာရှိတဲ့ပြဿနာတွေဖြေရှင်းမှာကိုကခွင့်လွှတ်တဲ့နာကိုခွင့်လွှတ်ပေးရမယ်အဲ့ဒါမှပဲတင်းစိတ်ထဲကနေပြီးတော့မှရှောက်ထွေးမှုတွေပြေလျော့သွားပြီးတော့အခြေရေးမှာကံကောင်းလာမှာဖြစ်ပါတယ် reading လေးကိုအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးပါရှင်